လီယာနဲ့ကွန်ဘိုမိဖို့ဆိုတာအမြဲဆုံးနေကြပလီယာတွေဖြစ်ရမယ်အတိုင်ပေါက်ညီရမယ်ဆုံးဖြတ်ချက်တွေတူညီရမယ်ဒီလိုမျိုးအတိုင်ပေါက်ညီရှိတဲ့ brother တွေအတွက်ဒီနှစ်မှာတော့2026ရဲ့အကောင်းဆုံးဂျိုကွန်ဘိုဟီးရိုးတွေကိုပြောပြပေးတော့မှာဖြစ်လို့ကိုတငယ်ချင်းနဲ့ဂျိုသွားမဲ့ brother တွေအတွက်စောက်လို့ကောင်းတဲ့ကွန်ဘိုဟီးရိုးတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့မျှော်လင့်ပါတယ်ပထမဆုံးကွန်ဘိုကတော့ဆိုရာဆူရှင်ဒီနှစ်ကောင်ကT5 ဘက်တွေမှာရန်သူတွေပေါ်မှာကွန်ဘိုမိတင်မှာဖြစ်ပြီးဇူရှင်အဲ့ဒီမိတ်တုံးလိုက်တဲ့ချိန်ရန်သူတွေစတမ်းမိနေတဲ့အခါမှာဆိုရာရဲ့တန့်ဖောင်နဲ့ဒါမျိုးစုလိုက်မှာဖြစ်ပြီးရန်သူတွေကိုကြည့်ရဖို့ပို့ပြီးလွယ်ကူစေမှာဖြစ်ပါတယ်နောက်တစ်ဆုပ်လို့ကောင်းတဲ့ဂျိုကွန်ဘိုဟီးရိုးကတော့ထိုက်ကရီယာကနဗီယာဒီနှစ်ကောင်ကတွဲလို့အကောင်းဆုံးဟီးရိုးတွေဖြစ်ပြီးတော့မက်တကယ်ဂလိုရီနဲ့အထက်မှာမြင်တွေ့ရတဲ့ဟီးရိုးတွေလည်းဖြစ်ပါတယ်ဒီနှစ်ကောင်ကိုလူတော်တော်များများလည်းတွဲဆောတာတွေ့ရပါတယ်ဘရိုတော့ဆော့ကြလားအောက်ကကောမှဖြေခဲ့လို့ရပါတယ်နောက်ထပ်ဂျိုကွန်ဘိုဟီးရိုးကတော့ဘဲလက်ရစ်နဲ့ခုတလုံးမဲတာဝင်ပြီးတော့ဘန်ရတဲ့အထိတောင်ဖြစ်နေတဲ့ဆန်းမှာဒီနှစ်ကောင်ကတော့ရိုးရှင်းပြီးကိုင်းလို့ကောင်းတဲ့ဟီးရိုးနှစ်ကောင်လည်းဖြစ်ပါတယ်အလွယ်ကူဆုံးရှင်းပြရရင်ဘဲလက်ရစ်အဲ့ဒီတုံးလိုက်တဲ့ချိန်မှာဆန်းကိုခွဲပြီးစိတ်ချရတာကိုပြောချင်တာဖြစ်ပါတယ်နောက်ထပ်ဂျိုဟီးရိုးနှစ်ကောင်ကတော့ဟန်နာဘီနဲ့အစ်စတာပါဒီနှစ်ကောင်ကတော့ဟန်နာဘီပလီယာတွေဘေးစစ်အထက်ကိုဖင်ကြော့အောင်နှိပ်ရမယ်ကွန်ဘိုလေးပဲဖြစ်ပါတယ်ဟန်နာဘီကတောက်လျှောက်ပြေးအစ်စတာကတောက်လျှောက်ဖြည့်ပါပြီးတော့အန်ဂျလာဦးလက်ဆိုတဲ့ဟီးရိုးကလည်းbuff ပေးလိုက်တယ်ကတော်တော်လေးကျန်းသွားတဲ့ဟီးရိုးတစ်ကောင်မှာအဲ့လိုကျန်းနေတဲ့ဟီးရိုးမှာအန်ဂျလာနဲ့ spot ပေးလိုက်ရင်တော်တော်လေးမိုက်သွားမယ်ကွန်ဘိုလေးပဲဖြစ်ပါတယ်ပွဲကဘောလာနှစ်ယောက်ကွန်ဘိုမီယုံနဲ့မပြီးသေးပါဘူးအိုင်ဒန်တွေအမလက်အကြောင်းတွေဟီးရိုးတွေရဲ့စကေးအကြောင်းတွေဒါတွေလည်းသိဖို့လိုအပ်ပါသေးတယ်ဒီအကြောင်းတွေကိုသိကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့နောက်လာမယ့်ဗီဒီယိုတွေမှာဒါမျိုးမိုဘိုင်းလဂျန်နဲ့ပတ်သက်တဲ့ content တွေ giveaway တွေလုပ်ပြီးတော့မှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဗီဒီယိုလေးကို like လုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်